အနားယူပြီး17နှစ်အကြာမှဘောလုံးပြန်ကစားတော့မယ်ဘောလုံးမော်ဘီယင်ရိုနယ်ဒင်းညိုကမ္ဘာဘောလုံးလောကကိုအပြုံးတွေလှပဆန်းသစ်တဲ့ဘောလုံးစကေးတွေနဲ့လွှမ်းမိုးခဲ့တဲ့ဘရာဇီးစူပါစတာကြီးရိုနယ်ဒင်းညိုကတော့ကစားသမားဘဝကနေအနားယူခဲ့ပြီး17နှစ်အကြာမှာရိုနယ်ဒင်းညိုတယောက်ဘောလုံးကွင်းထဲကိုကစားသမားအဖြစ်နောက်ဆုံးအကြိမ်ပြန်လည်ဝင်ရောက်ဖို့ဆုံးဖြတ်လိုက်ပြီပဲဖြစ်ပါတယ်။ဒင်းညိုပြန်လည်ခြေချမဲ့အသင်းကတော့အီတလီတတိယတန်းလိစီရီစီကလပ်ရာဗန်နာအသင်းပဲဖြစ်ပါတယ်။ဒါပေမဲ့သူဟာရာဗန်နာအသင်းမှာကစားသမားတယောက်အနေနဲ့တည်းမဟုတ်ပါဘူး။အသင်းရဲ့ရှယ်ယာအချို့ကိုပါဝယ်ယူရင်းပိုင်ရှင်ဖွဲ့ဝင်တယောက်ဖြစ်ပူးပေါင်းခဲ့တာပါ။ဒါတင်မကသေးပဲကွင်းအတွင်းမှာကစားသမားဖြစ်ပါဝင်ရင်းနဲ့အသင်းရဲ့နီးပြတယောက်ဖြစ်လာဖို့အတွက်ပါတပါးလေးလေးလာတင်ယူသွားမှာဖြစ်ပါတယ်။ဒါဟာလက်ရှိကိုမိုအသင်းမှာဖာဘရီဂတ်ရှောက်လန်းခဲ့ပြီးအောင်မြင်မှုရနေတဲ့လမ်းကြောင်းတိုင်းပါပဲ။လက်ရှိမှာအသက်46နှစ်ရှိပြီဖြစ်တဲ့ဒင်းညိုဟာအရင်လိုထိပ်တန်းအရှိန်ဟုန်နဲ့မကစားနိုင်တော့ပေမဲ့ရာဗန်နာအသင်းကလူငယ်ကစားသမားတွေအတွက်သူရဲ့မြင်မာလာတဲ့အတွေ့အကြုံတွေနဲ့သင်ခန်းစာတွေကိုအနီးကပ်မျှဝေပေးသွားမှာပါ။ဒါအပြင်ဒီအသင်းနဲ့အတူအနည်းဆုံး1ဂိုးလောက်တော့သွင်းယူနိုင်ဖို့မျှော်လင့်ထားကြောင်းလဲရိုနယ်ဒင်းညိုကပြောဆိုသွားခဲ့ပါတယ်။ဂျိုကာဘိုနီတိုလို့ခေါ်တဲ့လှပတဲ့ဘောလုံးအလှတရားရဲ့သင်္ကေတကြီးရိုနယ်ဒင်းညိုကိုအီတလီမြေမှာပြန်လည်မြင်တွေ့ရတော့မှာပါ။အသက်46နှစ်မှာရာဗန်နာအသင်းအတွက်ဒင်းညိုရဲ့သွင်းဂိုးတစ်ဂိုးကိုမြင်တွေ့ရမလားဆိုတာကတော့စောင့်ကြည့်သွားရတော့မှာပဲဖြစ်ပါတယ်